စာရေးသူဆရာကြီးဦးစံသိန်းတိလအဓိကကုသိုလ်ယူရေးသားပေးထားပါတော့1988ခုနှစ်ကရန်ကုန်တိုင်းဗဟန်းမြို့နယ်ကသီလရှင်စာသင်တိုင်းမှာစမ်းကြယ်စွာရုပ်ကစိုးမော်တက်ပညာနဲ့ပုံနကတိုက်ခဲ့သောကိုတွေ့ဖြစ်ရလို့အမည်ရတဲ့တုဒ္ဒလက်ဆောင်လေးပဲဖြစ်ပါတယ်ပုံနကဘလို့တိုက်တယ်လဲ1988ခုနှစ်နေ့တနေ့မနက်ခင်းမှာစာရေးသူကျွန်ုပ်ထံကိုသီလရှင်နှစ်ပါးရောက်လာပါတယ်၎င်းတို့ကဗဟန်းမြို့နယ်ငါးတက်ကြီးကျောင်းတိုင်းမှာဝိပဿနာဆရာကြီးကိုအင်္ဂါ၏ခြံဝင်းတွင်မှာဆရာကြီးကိုအင်္ဂါကဝိပဿနာရိပ်သာဆောက်လုပ်ရန်အတွက်မြေနေရာများကိုရော်ကြေးပေးပြီးတော့၎င်းမြို့တင်များမှာနေရာအစားထိုးပေးပြီးတော့၎င်းလှူဒန်းခဲ့ပါတယ်ဆရာလေးတို့ရဲ့စာချဆရာကြီးဖြစ်သောသီလရှင်ဆရာကြီးရဲ့အကြောင်းမှာသီလရှင်ဆရာကြီးကစာချတန်းအောင်ပြီး၎င်းခြံဝင်းတွင်မှာပဲသီလရှင်စာချစာသင်အပေါင်း90ခန့်နဲ့စာသင်နေခဲ့ပါတယ်ဆရာကြီးဦးကိုအင်္ဂါကကျမတို့ကြောင့်ပါမလွတ်တဖြစ်ခြံဆက်လမ်းဘေးအနီးမှာပြောင်းရွှေ့ပြီးသွမိုးပြင်တောင်နဲ့အသစ်ဆောက်လုပ်ပြီးနှစ်ထပ်ကျောင်းဖြစ်ဆောက်လုပ်လှူဒန်းခဲ့ပါတယ်ကျောင်းဆောက်လုပ်ပြီးည9:00နာရီချိန်ခန့်မှစတင်ပြီးကျောင်းဆောင်ရဲ့နောက်ဖိတ်ဘက်မိဖို့ဆောင်ပေါ်ကိုအုတ်ခဲကျိုးများတပုံပုံနဲ့ကြာရောက်ခဲ့ပါတယ်ရက်ွက်လူကြီးများကိုတိုင်ကြပြီးအပေါ်ကိုတက်ကြည့်အောင်အုတ်ခဲထပ်ပိုင်းကျိုးများ90ခန့်ကိုတွေ့ရပါတယ်ပတ်ဝန်းကျင်မှာလူကြီးများနဲ့တူကဲနဲ့ပေါက်တဲ့သူကိုလိုက်ပြီးတော့ရှာတဲ့အခါမှာဘယ်သူမှမတွေ့ရပါရှာနေစဉ်တွင်မှာခဲများထပ်မံကြာရောက်လာပြန်ပါတယ်နိုင်ဝက်ခန့်ကြာပြီးတော့ရက်တန်သွားပြန်နေကျမတို့လည်းတွေ့အသင်များမပေါက်စင်ရန်အတွက်ဂုံနေအိမ်များကိုခင်းထားရပါတယ်ထူးဆန်းသည်မှာခဲများကြာတဲ့အခါမှာဂုံနေအိမ်များတက်ခင်းတဲ့သူများကိုတက်ခင်းနေစဉ်ခဲများကြာရောက်တော့လေလူများပေါ်ကိုတက်ရောက်မှမထီပါလူလွတ်တဲ့နေရာများပေါ်ကိုသာကြာပါတယ်ပထမ2ရက်မှာဖြစ်ရ၌အုတ်ခဲကျိုးများသာကြာပါတယ်ဒီနေ့ထိ9ရက်တိုင်ကျက်ဥဘဲဥခန့်ရှိတဲ့ဂေါ်လီလုံးများနဲ့15မိနစ်တစ်ချိန်ပြစ်ပါတယ်အဲလိုဆိုပြီးတော့သူတို့မှာပါလာတော့ခေါင်မိုးပေါ်ကိုကြာရောက်လာခဲ့တဲ့ဂေါ်လီလုံး4-5လုံးခန့်ကိုပြပါတယ်ကျမတို့လည်းပါတီကောင်စီကိုတိုင်ပါတယ်ဗဟန်းရဲစခန်းမှာလည်းတိုင်ခဲ့ပါတယ်ရဲများနဲ့ပါတီကောင်စီများပြင်နေမြေကန်ထောက်လန်းရေးကပါလိုက်ပြီးရှာဖွေပေးမယ်ခဲတွေကြာလာတာသာတွေ့ရပြီးပြစ်လိုက်တဲ့သူကိုမတွေ့ရပါဘူးဒီလရှင်ကျောင်းမှာစာသင်သားများကကြောက်ရွံ့ပြီးပြောင်းရွှေ့သွားကြရာအပေါင်း90ခန့်မှ15ပါးသာကျန်ပါတော့တယ်ထို့ကဲ့သို့ပြောပြပါတယ်ဆရာကြီးမှကိုကြီးပေးပါရန်တောင်းပန်အပ်ပါတယ်အဲ့ဒီချိန်မှာရင်သူကုမ္ပဏီမှဦးမျိုးညွန့်နဲ့ဒေါ်ရင်သူတို့ပါရောက်ရှိနေကြပါတယ်ဦးမျိုးညွန့်ကအကိုကြီးသွားမယ်ဆိုရင်ကျွန်တော်တို့လိုက်ပို့ပါမယ်ဗျထို့ကဲ့သို့ဆိုသဖြင့်သူတို့ကားနဲ့လိုက်သွားခဲ့ပါတယ်ကျောင်းကိုရောက်လို့အောက်ထပ်မှာဦးစင်5ပါးကိုရင်3ပါးနဲ့စောင့်ကြပ်ပေးနေကြသောပါတီကောင်စီဝင်များနဲ့ရေသား3ဦးထောက်လန်းရေးမှ2ဦးတို့ကိုတွေ့ရပါတယ်စာရေးသူကျွန်ုပ်တို့လည်းကျောင်းတွင်းကိုဖက်နှက်ချွတ်ပြီးဝင်သွားတယ်ဆိုရင်ပဲ15မိနစ်ကြာပေါက်နေတဲ့ဂေါ်လီလုံးများနဲ့အုတ်ကျိုးများကရက်တန့်သွားခဲ့ပါတယ်ကျွန်တော်တို့ဟာအပေါ်ထပ်မှာဖျားဖို့ပြီးနောက်ဖေးဘက်ကိုခင်းနဲ့ပေါက်ထားတဲ့မိဖို့ဆောင်ဘောကိုနောက်ဖေးပြတင်းပေါက်ကိုဖွင့်ပြီးကြည့်မယ်ဆိုပြီးဖွင့်ခိုင်းအောင်ဒီလရှင်ဆရာကြီးကခဲတွေနဲ့ပြစ်နေတာမို့မကြည့်ပါနဲ့ထုတ်ခဲ့သူပြောပါတယ်အပေါက်ကိုဖွင့်ခိုင်းပြီးထွက်ကြည့်တဲ့အခါမှာခဲများမကြတော့ဘဲနဲ့ခင်းထားသောဂုံနေအိမ်များနဲ့အုတ်ခဲကျိုးများဂေါ်လီလုံးများနဲ့တခြားသောအုတ်ခဲကျိုးများပါတွေ့ရပါတယ်ကျွန်ုပ်ဟာဖျားဆောင်ရှိကိုပြန်သွားပြီးမြစ်တာတုံးနဲ့ပရိမ်များရွတ်ဖတ်တဲ့စေပြီးမြစ်တာဖို့အမြဝေပါတယ်အပေါ်ထက်မှအောက်ထက်ကိုဆင်းလာရာအောက်ထက်မှလူတော်တော်များများရှိနေကြပါတယ်အောက်ထက်မှတန်ဃာတော်တစ်ပါးကတကားကြီးအဲ့ဒါဘာနဲ့တိုက်တာတော့ထို့ကဲ့သို့မေးပါတယ်ဇိုင်းတို့ကျွန်တော်ကဆရာတော်အများကတော့ပေါ်နဂါတိုက်တယ်လို့ခေါ်ကြပါတယ်အမှန်ကတော့ရုပ်ကစိုးမော်တက်နဲ့တိုက်တာပါရုပ်ကစိုးမော်အောင်တဲ့ပုဂ္ဂိုလ်ကဒီအနီးနားမှာရှိတဲ့တပင်များမှာရှိနေသောရုပ်ကစိုးများကို၎င်းတက်ထားတဲ့
ရုပ်ကစိုးမော်အတက်နဲ့တစ်ပင်တွေမှာရှိနေတဲ့ရုပ်ကစိုးတွေကိုခိုင်းတာပါခိုင်းတဲ့နေရာမှာလဲပြဖို့အတွက်အုတ်ခဲကြောက်ခဲများကိုတနေရာမှာစုပုံပေးထားရပါတယ်ဒါကြောင့်ရာပစ္စည်းနဲ့ပုံပေးထားတာကြောင့်ပြည့်တဲ့ပစ္စည်းများအမျိုးမတူပဲဖြစ်နေတာပါရုပ်ကစိုးဆိုတာကတစ်ပင်မှာနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်နတ်မဟုတ်ပါဘူးတချို့နေရာမှာမိထုတ်တွေနဲ့ပြစ်တယ်ဖေရလွန်ခဲ့တဲ့9နှစ်ကျော်6နှစ်လောက်ကသာကေတမြို့နယ်မှာမိထုတ်နဲ့ပြစ်ခဲ့ဘူးတယ်ပြစ်တဲ့မိထုတ်ကခေါင်းမိုးပေါ်ကိုကြပေမဲ့ခဲတွေကလည်းလူကိုမထိမိထုတ်ကလည်းခေါင်းမိုးပေါ်ကြပြီးတော့ငိမ့်သွားပါတယ်ဖေရမီးမလောင်ပါဘူးဖေရဆရာတော်ကတခါကြီးဘာတက်နဲ့တားတာတော့အဲ့လိုမေးပါတယ်တပည့်တော်ကားနဲ့လာကလေးကတမ္မာဒီဝနတ်များသာသနာတော်ဆောင်နတ်မင်းကြီးများမျိုးဆောင်နတ်များနဲ့ပထမဘိုးဘိုးအောင်ဆရာတော်ဖျားကြီးနဲ့အားလုံးကုန်သောပေါက်ဆရာထွက်ရဆရာပထမဆရာဝိဇ္ဇာတို့ဆရာများကိုတီလာထိန်ပြီးတိုင်းတွေကတပည့်တော်ပန်ထားတဲ့သစ္စာ၃ချက်ကိုဆိုခဲ့ပါတယ်ဖေရတပည့်တော်ပန်ထားတဲ့သစ္စာ၃ချက်ကတော့၁ကျွန်ုပ်ဟာအနာယောဂကင်းစင်ကွာ၍ဒီဘဝမှာပဲပဂတိတဝကဆုနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို့၏နှစ်သာသနာပြုရပါလို့၏သုံးတတ္တဝါတွေကိုကယ်နိုင်တော်သူဖြစ်ရပါလို့၏၎င်းကတံပြန်လုပ်ပေးပါရန်မေတ္တာရက်ခံပါတယ်ကျွန်ုပ်ကသီလသစ္စာမေတ္တာနဲ့ဆောင်ရွက်ရတဲ့အလုပ်ဖြစ်တာကြောင့်တံပြန်အတက်ကိုမတက်ပါဘူးဆိုပြီးဖြေကြခဲ့ပါတယ်ဆိုင်းသူကျွန်ုပ်သီလရှင်ကျောင်းကဖက်နှက်ချွေလဲခြေချရောပေါက်နေတဲ့ခင်းများရက်စဲသွားခဲ့ပါတယ်သင်ဆရာမြင်ဆရာကြားဆရာများအားလုံးကိုဥတိုက်လျက်ဟုတ်ကဲ့ပါနောက်စဉ်အားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းနဲ့ဆိုင်းသူဆရာကြီးဦးစံသိန်းသီလအဓိကကိုလည်းအထူးပင်ကျေးဇူးတင်ရပါကြောင်းစာအုပ်စာပေဖတ်ရှုပြီးဘဝတုဒ္ဒရှာဖွေရတာကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ရှေးလူကြီးဘိုးဘွားမိဘဘိန်းတော်သမားတော်ကြီးများရေးသားပြုစုထားရပေးခဲ့ပါတော့ကျမ်းမာရေးဆေးလက်ဆောင်များကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြလို့တင်ဆက်ပေးနေပါပြီခင်ဗျာ